ဟုတ်ချစ်ဆုံးမတတိယဆိုတဲ့စာရေးလိုက်ပါတယ်ချစ်တဲ့ခေရေးတကယ်တော့အပြန်လေးပိုက်စားပဲနေရှိတဲ့မြို့လေးကိုလည်းငါပြင်းလိုက်လာရဲ့စိတ်ကိုစိတ်နဲ့လှမ်းချီကိုအကွာဝေးတိုင်းတောင်နဲ့ကိုကမင်းထားခင်ကညာလေးတိုင်းပါပဲငါမပြီးခေါ်ပဲမင်းမဲဝင်ရောက်ခဲ့ချိန်မသွားတဲ့ငါရဲ့လုံးမနေပူစားခဲ့ငါလူသားတယောက်ပဲချစ်ကိုယူခြင်းနဲ့ဒါပေမဲ့တဲ့ခွဲဦးတော့တွေ့ရဲ့ငါကြောက်ရွံ့လေ你要沐浴的主角苗地，连他给另外人那样满地，将送给比马地全部马不是口味的。You old to be my day 在对碰。